အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကျော်မျိုးတို့မှာကျွန်တော်ဝဘိုးဝါအပါဝင်ဝါးတွေကိုဘလို့အသုံးပြုရလဲဆိုတော့ဗီဒီယိုလေးအနေနဲ့ကျွန်တော်တခုတင်ဆက်ပေးကျွန်တော်ပါဒီဝါးတွေကဝဘိုးဝါစိုက်ကင်မှာဒီဝဘိုးဝါတွေကိုဘာတွေသုံးကြလဲဆိုလို့ရှိရင်ဝါးအစာအုပ်တွေမှာသုံးတယ်ကျွန်တော်ဒီပုံလေးနဲ့ပြမယ်ဝါးအစာအုပ်တွေမှာသုံးတယ်ပရိဘောဂတွေမှာသုံးတယ်ဝါးပရိဘောဂတွေမှာသုံးတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီလိုဝါးအမြင့်စုံတွေပေါ့နော်ဒီလိုဝါးမြင့်စုံလေးတွေမှာပါကိုမတရုတ်ပြည်မှာဆိုလို့ရှိရင်ပရိဘောဂလောက်တာတွေရှိပါတယ်ဒီလိုဝါးမြင့်စုံတွေနော်ကျွန်တော်ဆိုလိုချင်တာကဝါးတွေအသားတွေသူ့အနေနဲ့သူနေရင်တော့သူ့အတိုင်းပဲရှိနေပြီမဲ့လူရဲ့ပြုပြင်မှုပေါ်မူတည်ပြီးတော့မှအပြောင်းလဲအများကြီးဖြစ်နိုင်ပါတယ်ဒီလိုဝါးစိုက်ခင်းနေရနေပြီးတော့မှကျွန်တော်တို့အဆောက်အဦတွေလည်းရနိုင်တယ်လို့ဝါးပါကီးဆိုပြီးတော့ပါကီးထုတ်တာတွေလည်းရှိတယ်ဝါးပြာဆိုပြီးတော့ဖြာထုတ်တာတွေလည်းရှိတယ်ဝါးတူဆိုပြီးတော့တူသွားကြထိုးတယ်ကျွန်တော်နောက်တစ်ခုကဘယ်လိုတော့အကျင်ထုတ်ပြီးလို့ရှိရင်ရေခဲချောင်းထုတ်အဲ့ဒါပြင်ကမှဝါးဆောက်ဝါးပရိဘောကစသဖြင့်အများကြီးထုတ်နိုင်တာဖြစ်ပါတယ်ဒီဝဘိုးဝါးရဲ့ထီယိုဝါးရဲ့ကြက်တောင်းဝါးရဲ့၃မျိုးရှိလို့ရှိရင်ဝါးဆောက်ဦးလာဝါးပရိဘောကလာဘာဖြစ်ဖြစ်တော်များများကိုလုပ်လို့ရပါတယ်မိတ်ဆွေတို့အနေနဲ့ဝါးကိုစိုက်ထားပြီးရင်ဘာသုံးမှလဲဘသူကဝယ်မှလဲဆိုတာကိုစိုးရိမ်နေမှနဲ့ဆိုင်ရင်ဘာလုပ်လို့ရလဲငါတို့ဘလို့လုပ်ပြီးရောင်းမှလဲဆိုတာမျိုးစဉ်းစားဖို့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကျော်မျိုးတို့ပါ